စကီးပြရင်တလွဲဖြစ်သွားလို့ပြိုင်ဘက်ကတော့လှောင်ခဲ့တဲ့ကစားသမား9ယောက်နံပါတ်5ကတော့ step overs ပါပြိုင်ဘက်ကိုလှည့်စားဖို့ခြေလှည့်လိုက်တာပဲဒါပေမဲ့ဘောလုံးကမပါလာပဲကိုခြေတောင်းနဲ့ကိုညှိပြီးမောက်ခုံလဲသွားတာကတော့တကယ်ကိုစိတ်မကောင်းစရာပဲနော်နံပါတ်4ကတော့ rabona ပါစတိုင်ကြခြေတောက်ရက်ပြီးကန်လိုက်ဖို့ကြိုးစားပေမဲ့ဘောလုံးကိုမထိပဲလီထဲမှာကန်မိပြီးမြေကြီးပေါ်ပြုတ်ကျသွားတာကတော့တော်တော်လေးအရှက်ရဖို့ကောင်းပါတယ်နံပါတ်3ကတော့အခြေခံအကျဆုံးပါစင်းမှာဂိုးသွင်းဖို့အခွင့်အရေးကောင်းကြီးမှာအသင်းပေါ်စီပေးလိုက်တာကပြိုင်ဘက်စီရောက်သွားတဲ့အခါဒါမှမဟုတ်ပရိသတ်တန်းနဲ့ရောက်သွားတဲ့အခါကွင်းထဲကလူတွေအားလုံးမှင်သက်သွားကြမှာပါနံပါတ်2ကတော့အခက်ခဲဆုံးလို့ပြောလို့ရတဲ့ bicycle kick ပါလီထဲမှာကျွမ်းထိုးပြီးကန်ဖို့ကြိုးစားပေမဲ့ဘောလုံးကခေါင်းပေါ်ကကြော်သွားပြီးကိုကတော့ကြောနဲ့မြေကြီးနဲ့ဘုံလဲရတဲ့အခိုက်အတန့်ပါပဲနောက်ဆုံးနံပါတ်1ကတော့ရိုးရိုးလေးပြေးနေနေတယ်ဘောလုံးကခြေထောက်အောက်ရောက်သွားပြီး glitch ဖြစ်တယ်လို့လဲကျသွားတာပါပဲဒီအလွဲတွေထဲမှာတင်ရောဘေးဟာကိုအလွဲဆုံးလို့ထင်တယ်လေ comment မှာပြောခဲ့ပါဦး